Iti pito bhagava arahant tammatam buddho Visa saranatam panno tugato loka vidu Anuttaro puddhita dhamma tarati Tathati vamanuttanam buddho bhagava Thoa bhagava du shui bhuno takhin shino myat phayati Itipi imi nasa karanena tathaungaya kilethadu Vadana dalitho ngui myat mangui mayit win phaitu Shwe sei pian tin luan tan shin yue mimi pidu jibyu goyo Alu dhamma puzo ko khando muthai to ye jaung jauk le Arahant hu to gauno ji phin Chi yue makong pyama bong tai aung pian lai jo ja thin xia do mu ba be di daga To bhagava du shui bong no takhin shin no myat phayati Itipi imi nasa karanena tabbi nyan aswan bhaka phin Myatinkhara vikara ni lakhana pinya nibbanahu Ngaya tiyan nyiya dangu phao pian mashi kodo dain tido mudo ye jaung jauk le Tammatam buddha hudo gauno ji phin Chi yue makong pyama bong tai aung pian lai jo ja thin xia do mu ba be di daga To bhagava du shui bhuno no takhin shin no myat phayati Itipi imi nasa karanena thomba shippa namyo aphin Hoda pinya nya visadi nibbanada amyayattu Saikaya phit aman tin thi Ajin sarana 15 wa ni takwa aut thong piet song to mu tho ye jaung jauk le Visa sarana tampanno visa sarana tampana hu tho gauno ji phin Chi yue makong pyama bong tai aung pian lai jo ja thin xia do mu ba be di daga To bhagava du shui bhuno no takhin shin no myat phayati Itipi imi nasa karanena dibingada tucha tanin chido yinma Mangin titi bodhi man dai khan wa pai aung Sekai parami song piet nyi layat thong li bhawa myat tadai Dukha sibwa chin tho aphin Mai ma ayu missa hu ga samyu dasi makat nyi be Tati tambasi mapyat shin layat Tabbi nyan do ya jaung yo yue chwa do mu ke tho ye jaung jauk le Tukada hu tho gauno ji phin Chi yue makong pyama bong tai aung pian lai jo ja thin xia do mu ba be di daga To bhagava du shui bhuno no takhin shin no myat phayati Itipi imi nasa karanena tattha kaya thingkharahu Loka thong bong long song ko ayong thin swa pai cha ga phin
ကောင်းစွာကုံစင်သိမြင်တော်မူသောရဲ့ကြောင့်ကြောင့်လေလောကဝိတုဟုသောဂုဏ်တော်ကြီးဖြင့်ချီး၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနဆုံးမသိယံတတ္တဝမန္တော6တန်လျင်6မြောက်တန်မြောက်၍အောက်ထကုံစင်စင်ဆုံးဖို့ဖုံဖုံသင်ပေအစဉ်ဖိလျက်ရင်ကြည်လီအောင်သွေးဆောင်ဆုံးမတော်မူတတ်သောရဲ့ကြောင့်ကြောင့်လေအနုတ္တရောပုဒိတာဓမ္မတာရတိအနုတ္တရောပုဒိတာဓမ္မတာရတိဟုသောဂုဏ်တော်ကြီးဖြင့်ချီး၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနတတ္တဝါဟောကုံသေးကြိုသည်ဘောလောငေသနောက်ပါများကိုရေရှာဘိခကန္တာရမခေမမြေငူထုတ်ကယ်ယူသို့ထွတ်တူတစီခဲရင်ပြီသည်သာတိဇရမရဏဟုကန္တာရာကျမ်းခရီလမရွှေနမ်းမြေငူပြည်နေဘူးသို့နတ်လူမြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲတော်မူတတ်သောရဲ့ကြောင့်ကြောင့်လေတတ္ထာဒေဝမနုဿာနံတတ္ထာဒေဝမနုဿာနဟုသောဂုဏ်တော်ကြီးဖြင့်ချီး၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိတာလေးသေးစာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝေနေမြဘူးချီကိုမသွေအတုသိစီတော်မူနိုင်သောဤအကြောင်းကြောင့်လေဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်ချီး၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနအနုမြူတပွဲပျောက်ကွယ်သိမ့်မွေ့မမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ဤအလားကောင်းကင်ဖြာ၌ပေါ်ပါလင်းမြန်စံပြန်ကြွားသွားနိုင်သောလကိမဘုံတော်ကိုယ်တော်တန်တပုံဟံတိုင်းညမနိုင်အဖို့ကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမဘုံတော်စီတာကွယ်ကံမရှိပါပဲလိုရာတိုင်းပေါက်တခဏလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်းအတန်တန်ပုံတန်တန်ကိုစီမံဖန်တီးတခဏတိဖြင့်ဤစီနိုင်သောပါကမ္မဘုံတော်ကိုယ်တော်မြတ်ဤစိတ်ဓာတ်တော်မှစ၍မကျွင်းလူနတ်မင်းကို
ပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဤတိတာဘုံတော်တမပတ်ဇံအဘိညာဉ်ကိုဝင်းစံလိုကတခဏချင်းပိုင်ဝင်စားနိုင်သောဝတိတဘုံတော်ကိစ္စတစ်ခုပြုစုတုံးပင်ပြီးဆုံးခြင်းသောဆောလျင်မသွေပြီးဆုံးစေနိုင်သောယထာကာမဝတ္တာယိတာဘုံတော်ရှေဘောအပြဤသို့အားဖြင့်ထင်ရှားလေပြီးဣတရိယဘုံတော်ကိလေသာယံပေဖြတ်လန်းဖို့နိဗ္ဗာန်ဖို့မှကိုကြအပြလောကုတ္တရာတရားဟုသောဓမ္မဘုံတော်ဟုတ်တိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုက်ပေါင်းတောင်းလောကတပဲ့တင်ထမြနတ်သတ္တတင်ကြောစောခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချီတော်မှစ၍မကျွင့်ပင်လုံးဝင်းသည်ပမ္မေအနေကျက်တရေမင်္ဂလာစုဝေးကဖြင့်လွန်စွာတင့်တဲ့တပ်ပဲတော်မူသောတိရိဘုံတော်အလိုတော်တိုင်းတောင်းတတိုင်းပင်မဆိုင်မတွာပြည်စီရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကျိုးကိုအားထုတ်တော်မူသောပယတ္တဘုံတော်ဤ6ပေါ်ကုံဘုံတော်ဟုံးနှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လေဘဂဝါဘဂဝါဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားဧဝံနဝဟိဂုဏိဟိလောကမိကိတ္တိဗျာပိတံအတုလံဓမ္မရာဇာနဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိဂုဏိဟိဤအရဟတအစလာတိကိုးပြသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်၌ကိတ္တိဗျာပိတံသိသိတုံခပဲ့တင်ထမြနတ်ဆက်ကျော်စောတော်မူထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲ့သာ၍ပြိုင်လာနိုင်သူအတူလည်းရှိတော်မမူထသောဓမ္မရာဇာနံသုံးဘုံမကိုက်သုံးထိုက်တရဖူသုံးလူသင်္ကြည်ဓမ္မရထုတ္တရှင်တော်မြတ်ဖရာကိုတိဟိလက်အိုအင်းဇလီနှုတ်တန်းချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်တာဒရံလိမြဲကြည်ညို့ရိုသေခြင်းရှိသည်ဖြစ်၍ဝန္ဒာမိဂုဏ်တော်ထုံမွန်းပုံတော်မှန်လျက်ချီးမွမ်းထောမနာပနာညိုကျိုးလက်ဆုံးမှု၍ရှေခိုးကတော့ပါ၏ဖယားသောခါတောဘဂဝတာဓမ္မောတန်ဋိဋ္ဌိကောအကာလိကောဧဟိပတိကောဩပနိယိကောပိစဒံဝေတိတဘောဝိညူဟိဘဂဝါတော်သူရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဓမ္မောမဘုနိဗ္ဗာန်ဓမ္မခံဟုစေတံသောတရားတော်မြတ်ကို
သွားခါတော်ကြာနာယုံပင်အပူစင်၍ကျင့်လျင်ချမ်းသာကျင်ပြီးခါလေလွန်စွာငြိမ့်ချမ်းနိဗ္ဗာန်နှင့်စခန့်သင့်အောင်မန်လင်းရည်ရော့ကောင်းစွာဟောတော်မူအပ်ပါပေ၏ဓမ္မောမဘုနိဗ္ဗာန်ကုတံသောတရားတော်မြတ်သည်တန်ဒိဋ္ဌိကိုဟောပြသလောက်ကျင်တိုင်းပေါက်၍မရောက်ဖို့ဒီပညာရှိသည့်မြတ်အရိယာသူတော်စွာတို့သူတကားပြောယုံကြည်သောကြောင့်သဘောကျင်တတ်မစိကပဲတတ်အထင်ထင်ကိုယ်တိုင်လည်းသိမြင်ထိုက်ပါပေ၏ဓမ္မောသောတာပတ္တိစသည်စင့်တက်လေးချအပြမတ္တရသည်အာဂါလီကော9ရက်9ရက်စသည်တက်၍ငတ်လျက်ရှည်ဝေးအကျုပ်ပေးရာအခါမငဲ့အချမ်းမဲ့ဖို့အကျိုးကိုလည်းပေးတော်မူတတ်ပါပေ၏ဓမ္မောမဘုနိဗ္ဗာန်ကိုတန်သောတရားတော်မြတ်သည်ဧဟိပတ္တိကောဝေဟာတထွန်းယုဂံစွန်း၌လာဝွန်အလပဒမြတပွဲစင်ကြယ်ထင်ရှားရှိသည်များကြောင့်အာရရွှင်လန်းလိုက်ခဲစံပါရှုစံပါဟုတန်သာချိုမြဖိတ်ခေါ်ပြဖို့မုတ်ချာဧကံအမှန်သင့်လျောထိုက်တော်မူပါပေ၏ဓမ္မောမဘုနိဗ္ဗာန်ကုတံသောတရားတော်မြတ်သည်ဩပနေယီကောမိမိစိတ်တွင်တကြိမ်ထင်ကလေးကွင်အဘဲ့ဝိမိကွယ်သဖြင့်ကိုယ်ဝဲဝတ်နောင်စံအုပ်ရှောင်းကိုမိလောင်သောညမငြိမ်အဘဲတရားမြတ်ရှင်စိတ်ဆွဲထင်အောင်ကျင့်ဆောင်ခြင်းငါထိုက်တော်မူပါပေ၏ဓမ္မောမဘုနိဗ္ဗာန်ကိုတန်သောတရားတော်မြတ်သည်ဝိညူဟိပုဒုဇံနှင့်မတန်သင့်စွာလေးသစ္စာကိုကောင်းစွာမြင်သည့်ပညာရှိအပေါင်းအရိယသူတော်ကောင်းတို့သည်ပစ္စဒံဝိဒီတဘောကိုစီကိုငါလိုတိုင်းရ၍နိဗ္ဗာနတ္တသမာပပ္ဖြင့်မပြတ်သည့်ပိုင်ခံစားနိုင်ပါပေ၏အိစေဝံသာဟိဂုနေဟိပကတံဇိနပူဇိတံတံပတ္တိဒါယကံဓမ္မဝန္ဒာမိတိဟိတာဒရံအိစေဝံသာဟိဂုနေဟိဤသွက်ခာတာတဆလာတိ6ပြာသောဂုဏ်တော်တို့ဖြင့်ပါကတံဒိဋ္ဌိတို့ပေါင်းလွန်မြတ်မြောင်သည်ဟန်ဆောင်တရားအစာစာထမမဆွင့်ဆွင့်ဂုံရည်တင့်၍ကြီးမြင့်ထင်ရှားပေထသောဇိနာပူဇီတံကိုယ်တိုင်သိညာကိုတရားလေငါးပါးမနေမာရစိန်ပင်ကျိန်ကျိန်လေးမြတ်မိဝဲပူဇော်တော်မူအပ်ထသောတံပတ္တိဒါယကံကျင့်ကြံလိုက်နာဝိနည်းယအားလူရွာနတ္တနိဗ္ဗာန်အဋ္ဌိတံပတ္တိကိုမိမိရာရာပေးစွမ်းနိုင်ထသောဓမ္မမဘုနိဗ္ဗာန်ဓမ္မခံဟု10တန်သောတရားတော်မြတ်ကိုတိဟိလက်အိုအင်ဇလီနှုတ်တန်ချီ၍
ရွှင်ကြည်မနောသုံးပါးသောဓဝရတို့ဖြင့်တာတရံလေးမြဲကြီးညို့ရိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမီစိတ်ပြေဥဒံဂုံတော်မလျံချီးမွမ်းတော်မနာပနာညိုကျိုးလက်ဆုံးမှု၍ရှေခိုးကတော့ပါ၏ဖယားသောပတိပန္နောဘဂဝတောတာဝကတံဃောဥဇောပတိပန္နောဘဂဝတောတာဝကတံဃောညာယပတိပန္နောဘဂဝတောတာဝကတံဃောတာမိစေပတိပန္နောဘဂဝတောတာဝကတံဃောယတိတံသတ္တာတိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧတာဘဂဝတောတာဝကတံဃောအာဟုနေယောပါဟုနေယောဒက္ခိနေယောအင်းဇလီကရဏီယောအနုတ္တရံပုညခေတံလောကတာတိဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤတာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုတင်ချာရှိဘောတံဃာတော်အပေါင်းသူတော်ကောင်းသည်သောပတိပန္နောတရားသဖြင့်ဆုံးမသင်ရသာသနာဝေလျောစွာထုံးပြဆုံးအမှားကိုလုံးဝလိုက်နာကောင်းမွန်စွာလည်းကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤတာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုတင်ချာရှိဘောတံဃာတော်အပေါင်းသူတော်ကောင်းသည်ဥဇုပတိပန္နောစင်လေတမှုမာယာစုဖြင့်ဖုဖုထစ်ထစ်မကောက်ကျစ်ပဲစင်စင်နိဗ္ဗာန်လမ်းဖြောက်မှန်အောင်လျောကံချင့်မြော်ကျင့်ကြံတော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤတာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုတင်ချာရှိဘောတံဃာတော်အပေါင်းသူတော်ကောင်းသည်ညာယပတိပန္နောကိုဝေဝတ်နောင်စံအုပ်ရှောင်းကိုမိလောင်သောညမငြိမ့်အားပဲကြီးမားလောင်မိဒုက္ခကြီးတို့အပြည့်ဧကံငြိမ့်ရမှန်သည်နိဗ္ဗာန်အလို့ငါကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤတာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုတင်ချာရှိဖောတံဃာတော်အပေါင်းသူတော်ကောင်းသည်တာမိစေပရိပန္နောယုတိတမှုလူတို့ပြုသည်တာမိစိကံလျောက်ထိုက်တန်အောင်ကျင့်ကြံတော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧတဧသောတာဝကတံကိုအစုံလေးပါးတိချာရှိဖို့တံဃာတော်အပေါင်းဤအရိယာသူတော်ကောင်းသည်အာဟုနေယောတုတ်ပြန်ကြည်လေအကျိုးပေးသဖြင့်
အဝိမယူဆောင်၍မူလေကြည်ပြူလေးမြတ်ပူဇော်အပ်သည်လတ္တပကဖြာဖြာကိုကောင်းစွာသိမ့်ပိုက်ခံယူခြင်းငါလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာ၏ဧတာဧသောတာဝကတံကောအစုံ၄ပါးတိကြရှိဖို့တံဃာတော်အပေါင်းဤအရိယာသူတော်ကောင်းသည်ပါဟုနေယောဝိယမျိုးနွယ်မြတ်ဧသေးဖို့ရည်ရွယ်မှန်းတပစ္စည်းများကိုဖယားတဆူပွင့်တော်မူမှပေါ်လာကြသည့်ကပ္ပဧကောင်သူတော်ပေါင်းမို့အကြောင်းထိုက်စွာပေးလူခြင်းငါလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာ၏ဧတဧသောတာဝကတံကိုအစုံ၄ပါးတိချာရှိဖို့တံဃာတော်အပေါင်းဤအရိယာသူတော်ကောင်းသည်ဓက္ခိနိယောဓမ္မလွန်စခန်းကြည်ပွားလံဖို့မြော်မှန်းရည်ရွယ်ပေးလူပွဲကိုရည်ရွယ်သမျှအကျိုးရသဖြင့်တဇမချံအလူခံချင်းငါလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာ၏ဧတဧသောတာဝကတံကိုအစုံ၄ပါးတိချာရှိဖို့တံဃာတော်အပေါင်းဤအရိယာသူတော်ကောင်းသည်အင်းဇလီကရဏီယောတလောကလုံးကိုက်ညွတ်ယုံလျက်ရွှင်ပြုံးကြည်ညိုယိုသည်မြတ်နိုးလက်အောင်မှု၍ရှေခိုးခြင်းကိုလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာ၏ဧတဧသောတာဝကတံကိုအစုံ၄ပါးတိချရှိဖို့တံဃာတော်အပေါင်းဤအရိယာသူတော်ကောင်းသည်လောကတာလူနတ်မြမတတ္တဝါအပေါင်းဤအနုတ္တရံအတုမရှိမြတ်ခေါင်ထိသောပုညခိတံကုသိုလ်ကောင်းမှုမျိုးစေ့စု၏ကြည်ထူမြင့်မာဆွင့်ဆွင့်ကားလျက်ပွင့်ထွားဝေယလေယမြေကောင်းအတုဖြစ်တော်မူပါပေ၏ဧဝံနဝဟိဂုဏေဟိလောကမိဝိတုတံကနံသာသနံစိရဒာတာရံဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိဂုဏေဟိဤသုပ္ပတိပန္နာတသလာတိကိုပြသောဂုဏ်တော်ပေါင်းတို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်၌ဝိတုတံဒိဋ္ဌိတို့ပေါင်းလွန်မြတ်မြောင်သည်ဟန်ဆောင်တန်ကအပြားပြားထအရာရာဖြစ်ဂုံရည်တင့်၍ကြီးမြင့်ထင်ရှားပိထသောသာသနာကပ္ပကပ္ပလွန်လေးပါလေတခါတပံကြုံရန်ခဲကအမျက်ရေတနာဤသာသနာတော်မြတ်ကြီးကိုစိရဒာတာရံဘယလက်ထအဆက်សមမပြတ်ရအောင်ပူချာတင်ယူဆောင်ရွက်တော်မူလာပေထသောကဏ္ဍအတွင်းစိတ်ဓာတ်မြင့်မြတ်ကြည်လင်သူတော်စဉ်ကောင်းအရိယာသံဃာတော်အပေါင်းကိုတိဟိလက်အိုအင်ဇလီနှုတ်တန်ချီ၍
ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်တာတရံလေးမြဲကြည်ညိုယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒမီဂုဏတော်ထုံမွန့်ပုံတော်မှန်လျက်ချီးမွမ်းသောမနာပနာညူကျိုလက်ဆုံးမို့၍ရှေခိုးကတော့ပါ၏ဖယားနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဖယားတပည့်တော်သည်တန်တရာမစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျိုးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကတော့ပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျိုးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကတော့ပါ၏ရှင်ဖယားဖယားတပည့်တော်သည်တန်တရာမစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတာဝကမဟာတာဝကယဟန္တာရှင်သူမြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျိုးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကတော့ပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယဟန္တာရှင်သူမြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျိုးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကတော့ပါ၏ရှင်ဖယားဖယားတပည့်တော်သည်တန်တရာမစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျိုးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကတော့ပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကျိုးငါရိုသေမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကတော့ပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန်တရာမစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောသင်ဆရာမြင်ဆရာကြားဆရာတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသော
ထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကြို့ငါရိုသေမြတ်နိုးလက်ဆုံးမိုး၍ရှေခိုးကြော့ပါ၏ရှင်ဘုရားဖရာတပည့်တော်သည်တန်တရာမစ၍ယနေ့တိုင်အောင်အတ္တိခါဂုံဝါအဖြစ်ကြီးကုံသောပုဂ္ဂိုလ်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကြို့ငါရိုသေမြတ်နိုးလက်ဆုံးမိုး၍ရှေခိုးကြော့ပါ၏ရှင်ဘုရားဖရာတပည့်တော်သည်တန်တရာမစ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကြို့ငါရိုသေမြတ်နိုးလက်ဆုံးမိုး၍ရှေခိုးကြော့ပါ၏ရှင်ဘုရားဖရာတပည့်တော်သည်တန်တရာမစ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောထမင်းတလုံးရေတမုတ်စသဖြင့်ပေးကမ်းချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပျောက်ပါစေခြင်းကြို့ငါရိုသေမြတ်နိုးမညွတ်ကြို့လိုရှေခိုးကြော့လိုက်ပါ၏မြတ်စွာဘုရားသဇ္ဇတဗ္ဗသုတ်တယံတုဝုဒ္ဓဟံတုသူမင်္ဂလာဒုတိတုဒုက္ခတိင်္ဂမေပုရိန္တုတပ္ပပါရမေသဇ္ဇတဗ္ဗကုစီကိုငါကုဒေသ၌ပြောကြဆက်ရတတ္တဝါဟုသမျှတို့သည်သုတ်တယံတုအိမ်မက်ရမကောင်းစွာမ၍နှစ်သက်ကြည်သာအိပ်ဆက်နိုင်ကြပါစေကုန်သတည်းသူမင်္ဂလာမင်္ဂလာကြက်တရေရှဝေလန်းသဖြင့်စံပွင့်ကြကုန်သည်ဖြစ်၍ဟုတ်တဟံတုကောင်းစွာမိုးတောက်အလင်းရောက်လက်ရထမြောင်နိုးကြနိုင်ကြပါစေကုန်သတည်းဒုက္ခတိဂာမေအဘေဒုက္ခတိရောက်မည်အကြောင်းမကောင်းညည်ဆိုဒုစရိုက်မျိုးကိုဒုသင်တုသူတော်လက်နက်တရားစဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်သတည်းတပ္ပပါရမေအလောင်းလည်းရာဖြေကောင်းရာသည်သုံးပြ14ပါရမီအပေါင်းအကျင့်ကောင်းကိုပုရိန္တုတဆင်းနဲ့တဆင်းရင်တဲ့ရင်အောင်မလင့်ပုံသေးဖြစ်ခြင်းနိုင်ကြပါစေကုန်သတည်းအဘိဓိယဝိဝဇန္တုတောကောရောဂောဝိနတတုမာတိဘဝံတုံတရာယသုခိဒီဃာယုကောဘဝအဘိဝါဒနာတိလိတနေသံဝုဒ္ဓပဇာယိနောသတ္တရောဓမ္မဝဒ္ဒန္တုအာယုဝန္နောဒုက္ခံဗလံတပ္ပိတိယဝိဝဇန္တုဘေးရန်ခတ်သိမ်းတို့ကင်းငြိမ်းကြပါစေကုန်သတည်းတဗ္ဗသောကောဝိနတတုစွရင်ခတ်သိမ်းကင်းငြိမ်းပါစေတည်းတဗ္ဗရောဂောဝိနတတုယောဂခတ်သိမ်းတို့ကင်းငြိမ်းပါစေတည်းမာတိဘဝန္တုံတရာယသင်တို့ဘေးရန်အန္တတဲ့ဘာတစ်ခုမျှမရှိကြပါစေကုန်သတည်း
ဒုက္ခိဒီကာယုဂဘဝန္တုကိုယ်စိတ်နှစ်ပါးချမ်းချမ်းသာသာသက်ရှိကြပါစေကုန်တည်းအတောကာဒီကာယုဂဘဝန္တုစွရင်ကင်းကွာစိတ်ချမ်းသာစွာဖြင့်အသက်ရှိကြပါစေကုန်တည်းအာရောဂဒီကာယုဂဘဝန္တုအနာကင်းကွာကျမ်းမာစွာဖြင့်အသက်ရှိကြပါစေကုန်တည်းအဘိဝဒနာတိလေတဗယတရားသံဃယေဒနာ၃ပါးနှင့်မိဘဆရာကိုရှိခိုးသောလေ့ကျင့်ရှိကြပေကုန်သောဗုဒ္ဓပဇာယီနောကြီးကုန်သောပုဂ္ဂိုလ်တို့ကိုအယောအသေးပြုတတ်သောအလေ့ကျင့်ရှိကြကုန်သောသင်သူတော်ကောင်းပေါင်းတို့မှာအာယုစာအတတန်ရှိခြင်း၎င်းဝန္နောစယောစင်ကောင်းခြင်း၎င်းဒုက္ခစာကိုယ်စိတ်နှစ်ပါးချမ်းသာခြင်း၎င်းဗလစကိုအာညာအားနှင့်ပြည့်စုံခြင်း၎င်းအာရောဂါစာနာကင်းကွာကျမ်းမာခြင်း၎င်းဣတိဤသို့ပိစဓမ္မကျုတယဤငါးပါးတို့သည်နေဆံအမြဲမပြတ်တသက်ပတ်လုံးဝဋ္ဌံတူတက်လာသောနေလိုတိုးလာသောရေလိုတဏိတ္တချာတိုးတက်စီကားကြပါစေကုန်သတည်း